ဒီလူတွေကမော်နီတာနဲ့ဘာလို့ဒီလောက်တောင်ကတ်ထိုင်နေကြတာလဲလို့မေးစရာရှိပါတယ်မျက်နှာတွေဆိုရင်လည်းမော်နီတာနဲ့ကတ်လူနီးပါးဖြစ်နေတာပါတကယ်တော့သူတို့တွေဟာထိတ်တန့်အဆင့်မြင့် e-sport professional ကစားသမားတွေဖြစ်ကြပါတယ်ဒီလိုထိုင်တဲ့ပုံစံဟာ e-sport လောကမှာအလုံးမဲ့အတွေ့ရများပါတယ်မျက်နှာပြင်ကိုတဲတဲကွဲကွဲမမြင်ရလို့မဟုတ်ပါဘူးမျက်နှာပြင်နဲ့ပိုနီးလေလေမိမိမျက်စိထဲမှာရန်သူရဲ့အရွယ်စားပမာဏကပိုကြီးလေလေဖြစ်ပြီးရန်သူကိုပြစ်မှတ်ချိန်ရတာပိုလွယ်ကူစေလို့ဖြစ်ပါတယ်အထူးသဖြင့်ဂိမ်းထဲမှာရန်သူတွေဟာများသောအားဖြင့်ကိုလုံးနှဲငယ်လောက်ပဲပြတ်တတ်တာကြောင့်မျက်နှာပြင်ကိုနှဲငယ်ချက်ကြည့်လိုက်ခြင်းကရန်သူတည်နေရကိုပိုမိုလွယ်ကူစွာသတ်မှတ်နိုင်စေပါတယ်ဒုတိယအချက်ကတော့အာယုံနောက်စေမဲ့အရာတွေကိုရှော့ချဖို့ဖြစ်ပါတယ်ကစားသမားရဲ့ဘေးတိုင်မြင်အာယုံ ice free party ကိုမော်နီတာရဲ့ဘောင်တွေကပိတ်ဆို့ပေးထားတဲ့အတွက်ပတ်ဝန်းကျင်ကအရာဝတ္ထုတွေကြောင့်အာယုံပြန့်လွင့်ခြင်းကိုရှောင်ရှားနိုင်ပါတယ်ဂိမ်းမျက်နှာပြင်ပေါ်ကမြေကုန်အသေးမီနီမက်နဲ့ကေးဖိတ်ရန်သူသေးဆုံးမှုပြချက်တွေကိုတောင်အာယုံနေသွားစေပြီးအာယုံဆိုင်မှုကိုပြစ်မှတ်အဝိုင်းခရော့ဆဲနဲ့ရန်သူစီမှာပဲအပြည့်အဝစူးစီးထားနိုင်စေပါတယ်တတိယအချက်ကတော့ကစားသမားအနေနဲ့မျက်လုံးကိုအများကြီးရွှေ့စရာမလိုရဲ့မျက်နှာပြင်ရဲ့အဓိကအရေးကြီးတဲ့နေရာတွေကိုအကုန်ကြုံမြင်နိုင်စေတာဖြစ်ပါတယ်အချက်လက်တွေကိုဥနောက်ကဆုံးဖြတ်လှုပ်ဆောင်တဲ့နှုန်းကပိုမြန်လာပြီးရန်သူ့အပေါ်တုံ့ပြန်နိုင်စွမ်းအချိန်ကိုလည်းမီလီစက္ကန့်အနည်းငယ်လောက်ပိုမိုလိုတောင်းစေပါတယ်ဂိမ်းထဲမှာတော့မီလီစက္ကန့်အနည်းငယ်မျှကွာခြားချက်ကပဲအသက်ရှင်ခြင်းနဲ့တေဆုံးခြင်းကိုအဆုံးဖြတ်ပေးနိုင်ပါတယ်ဒါပေမဲ့ဒီလိုထိုင်တဲ့ပုံစံဟာ professional ကစားသမားတွေကပြိုင်ပွဲတွေအတွက်လေ့ကျင့်ထားတဲ့အလေးထက်တစ်ခုသာဖြစ်တာကြောင့်တာမန်ဂိမ်းကစားသူတွေအနေနဲ့လိုက်လံအတူမခိုးကြဖို့အကြံပြုချင်ပါတယ်ခင်ဗျားတို့ကဂိမ်းစော့ရင်ဘယ်လိုပုံစံမျိုးနဲ့စော့ကြလဲဆိုတာကိုမတ်မှာဖြေပေးခဲ့ကြပါဦးနော်